ကန်ကောင်းလိုက်တာမျိုးရံတော့တွေ့ရင်တော့ပြောအောင်မယ်တော်တော်မိအောင်ဖမ်းရမှာတဲ့မျိုးရံတော့ငါပြောဒါတပွဲကိုခုဘယ်လောက်ဖြစ်သွားရလဲဆောင်းနဲ့တိုင်းတာဟဲ့ဘာတညကြီးကြီးထိုင်တာလား ဖတ်နှစ်ကောင် နှစ်ထုပ်ပဲ နှစ်ထုပ်ပဲမှာ လောက်ဆောင်းပါဟုတ်တယ်ဒီမှာဆောင်းမှာဟုတ်ပါဘူးနောက်နှစ်ထောင်ဆောင်းတယ်အချို့တမျိုးရရတာ အချို့ပဲရဟာလေ ငါမြင်ဘူးကနှစ်မျိုးရတယ်လို့မြင်ဘူး ကြာစီလို့ ပူလေးစား ပဲမုန်းနဲ့လောက်လာလား မဟုတ်ဘူးဟိုကပဲပိဆက်လာလို့ဟုတ်ပါဘူးကိုဘူးလောက်တဲ့ဟာတွေပဲ ဟိုဟာလောက်တယ်ဘာလို့တို့လက်တာဆွိုင်းပဲတို့တွေကိုထည့်တဲ့ပဲ ပဲလုံး အာဟာရဖြစ်တယ် ဒါလေးရတော့ရှမ်းပြည်နယ်ရဲ့ကိုဘူးနောက်ပါအဒီပါနဲ့ရတော့လို့ရှိလူပြ တော့တယ်လေ စိတ်ထိန်လေးကိုသူကထင်းရည်လေးနဲ့ပေါ့နော်